比如欧洲前的路，看到记他，但真的没别，看到记哎，你把不爱，免了，你把酒没免了，你把老了样没，哎。ဒီမှာအဲ့ဒီကားပေါ်မှာနေအဲ့သုံးလုံးပေါင်းပြီးတော့တပြိုင်နဲ့ချရတော့ခင်ဗျားတို့ပြောတယ်စိုက်ဝါးတွေဘာတွေညာတွေကဂျင်းတွေမိတ်သလင်တွေထပ်ပြောမယ်ကိုလာမင်္ဂလာတောင်ညွန့်ပြောနေတာခင်ဗျားတို့နိုင်ငံတော်အကြီးကြီးကိုပြည့်စုံမှုနဲ့ဖမ်းရင်ကြောက်ရှိမှာကားလာရဲလိုက်လက်ထိတ်အသိယူလာခဲ့အဖမ်းခံမယ်1 to 4လား905လားကဲဒီမှာကျုံးမေကိုလည်းထပ်တင်မယ်အမဒီကားပေါ်မှာပဲတင်ရမှာဒီမှာစေတနာဝန်ထမ်းတွေကြီးပဲအဲ့ဒါအခါကျင်းခွေမယူထားတဲ့ဝန်ထမ်းတွေခင်ဗျားတို့အသေးခက်နေခက်ဘဝဗျာကျုပ်တို့ဘဝတွေဟမ်ခင်ဗျားတို့အသေးခက်နေခက်ဗျာတခါမှလည်းဘာမှပြီးမှကျွန်တော်မကြုံဘူးပါဘူးဗျာကျွန်တော်အသက်52နှစ်ရှိကျွန်တော်လည်းနိုင်ငံရေးမှာကျင်လည်ခဲ့တဲ့လူတွေထောင်မကြောက်တမ်းမကြောက်တော့ခုလင်းဝင်ကျင်တယ်သလိုနေခဲ့ရတဲ့လူတွေဘလောက်ရင်နာဖို့ကောင်းလဲဗျာခင်ဗျားတို့ဒီမှာကြည့်လိုက်ဘလောက်သနာဖို့ကောင်းလဲဗျာကျုပ်တို့ပြည်သူတွေဗျာခင်ဗျားတို့ကျုပ်တို့ပြည်သူတွေကျုပ်တို့ကပြည်သူတွေသိလားသရောင်းစားတွေမဟုတ်ဘူးပါတီထောက်ခံတဲ့လူကုန်တွေမဟုတ်ဘူးကျုပ်တို့ပြည်သူတွေလက်ရှိအချိန်တွေခင်ဗျားတို့ပြောရင်စိုက်ဝါးတွေဂျင်းထဲတာတွေလီထဲတာတွေလာပြောနေတယ်ကျုပ်ကိုလည်းမင်္ဂလာတောင်ညွန့်ကိုယ်တိုင်ဒီမှာကျုံးမေအောက်မှာဆန်းလောင်းခင်ဗျားတို့မြင်လားဒီမှာပရိသတ်တွေဘယ်တော့ဒုက္ခရောက်နေတယ်လမ်းမေးမှာသူတို့တွေတုံးလုံးလွှဲပြီးတော့ဒီနေရာကိုတကြိုဘုတ်အတွက်စောင့်နေရတယ်ဆောက်ချက်ရှိခင်ဗျားတို့ကျုပ်ပြောတယ်ဆောက်ချက်ရှိမကျေနပ်လို့ဖမ်းရင်ကြောရှိလာခဲ့ကြိုက်တဲ့ချိန်ကားတို့တိုက်ပိတ်လိုက်ကျိုးစင်တဲ့ရင်တော့ပြုံးပြုံးလေးတက်သွားမယ်နားလေလားစိုက်ဝါမဟုတ်ဘူးလက်ရှိပကတိချိန်တွေကိုလွှင့်နေတာဒီမှာစောင့်နေတဲ့နာရီကုညီမှုသတင်းတွေကိုကြည့်အဲ့မှာပြည့်ကျက်နေရပဲခင်ဗျားတို့ပြောနေကြတယ်ဟမ်ခင်ဗျားတို့တွေကဆရာကြီးတင်းချိုင်းမှာလူမစီပါဘူးအာသုဘတွေကိုခဏလေးနဲ့ချနေပါတယ်ဟာလားခင်ဗျားတို့ပြောနေအာသုဘကိုခဏနဲ့ချဒီလိုပုံစံလားဟမ်ဒီလိုပုံစံနဲ့ချနေရလားဒီမှာအာသုဘတွေတန်းစီနေရပဲကားတစ်စီးမှာ3ယောက်တွေ4ယောက်တွေပြုတ်ခန်းနေတာဟဲ့ငါကိုလည်းမင်္ဂလာတောင်ညွန့်ပြောနေတာငါမေလောင်းလမ်းမေးပါတွေချထားခဲ့ရတယ်အခုကားတွေပေါ်မှာပေါင်းတင်နေအဲ့ဒါငါမေလောင်းတရောင်းစားတွေဖမ်းရင်ကြိုက်တဲ့ကောင်ကြီးရှိလာခဲ့ကျိုးစင်တင်ပါလားလက်ထိတ်ကမှာလား1 to 4လား1 to 2လား905လားစောက်ကြီးလီးတောင်မဆိုင်ဘူးပကတိချင်းတွေကိုပုံမှန်တိုင်းပြောနေတာဒီမှာထိုင်ဆောင်နေတဲ့ကောင်တွေဟဲ့အောင်မင်းတို့ကြည့်အဲ့ဒါတင်းချိုင်းမှာလာပြီးအပန်းဖြေနေရမဟုတ်ဘူးအသုဘချဖို့အတွက်လာဆောင်နေရသိလားမင်းတို့ပြောတော့အလောင်းတွေမရှိပါဘူးဆိုတင်းချိုင်းမှာတယောက်လာရင်တယောက်ချပါတယ်ဆိုဟဲ့အောင်မင်းတို့ပြောတာဟမ်ဒီမှာကားတွေပေါ်မှာတင်ပြီးဆောင်နေတာပျော်ဝဲသားလာထွက်နေတဲ့ကောင်တွေခေါ်မှမပါဘူးတော့ဒီမှာအကုန်ဆောင်နေတာကြားလာပြီဒီမှာဒီကားတွေအဲ့ဒီကားတွေပေါ်မှာမင်းတို့သွားကြည့်အလို့တွေလာရက်နေရမဟုတ်ဘူးအလောင်းတွေတင်ပြီးစောင့်နေတာရှင်းလားမသိဘူးရောတိုင်းပြည်ကိုအုပ်ချုပ်မယ်ဆိုလို့ရှိရင်အဲ့ဒီတိုင်းပြည်မှာပြည်သူခံစားနေရတဲ့ဟာတွေကိုမင်းတို့ကိုချင်းစားတရားနဲ့အုပ်ချုပ်မင်းတို့အဲ့ဒီကိုချင်းစားတရားမရှိဘဲနဲ့အုပ်ချုပ်နေမင်းတို့ကဓမ္မမဟုတ်ဘူးအာဓမ္မငါပြောတယ်ကွာဒီမှာဒီလောက်ဒီဒုက္ခရောက်နေအောင်မကြည့်မိသိန်းကျိုးစမ်းမှာဒီတော့အငွေတစ်ထောင်လောက်နဲ့သူတို့လည်းမနိုင်တော့ဘူးမင်းတို့ကအခုဒီကိုဗစ်ကိုနိုင်သွားပါပြီကိုဗစ်ကိုဘာနိုင်တာလီးနိုင်တာနေ့တိုင်းလူတွေသေနေတာမင်းတို့မလို့စောက်ချက်မရှိဘူးစကားပြောနေတာကြိုက်တဲ့ကောင်လာခဲ့ကြိုက်တဲ့ထောင်ကားဆိုလိုက်ရှင်းလားမသိဘူးရောငါနာမည်ကိုလမင်္ဂလာတောင်ညွန့်ပဲမမရိုင်းရင်ဘူးမင်းတို့လည်းငါလည်းတွေ့မယ်ငါအမေတော့ဒီနေ့တင်းချိုင်းမှာမတကြိုရလို့ရှိရင်မင်းတို့လည်းငါတို့ရဲ့နောက်နေ့အကြီးကျယ်ပြဿနာတက်ပြီးတော့အောင်လေမင်းတို့သတိကျကျတာပထမလိုက်နေအခုဒီလိုက်နေဘယ်နှနာကြီးချားလဲဆိုတာမင်းတို့ဘာလို့ပြန်ချိန်နော်ခုနရိုက်ပြတယ်တကားထဲမှာငါအမေအလုံးမှာ3လုံးထပ်ပြီးတင်ထားရတယ်အဲ့ဒါငါပုံဖော်နေအောင်မဟုတ်ဘူးမင်းတို့စောက်ချက်ရှိလာကြည့်ကြိုက်တဲ့ဌာနဆိုင်ရာအခုလွတ်လိုက်ဟ
ဟဲ့ငါဒီမှာရှိနေတယ်ငါအမေလောင်းမတကြွားသေးသေးငါဒီမှာရှိနေမယ်ဖမ်းရင်တဲ့ကောင်ရှိရင်လဲလွတ်လိုက်ဒီမှာစောင့်နေမယ်လီးပဲထင်တယ်ကျန်တဲ့လူတွေရောရိုင်းဝိုင်းခွန်းတော့လိုက်မတတ်နိုင်ဘူးကိုဘွားနဲ့ကိုလောကနဲ့ကိုပဲလူလိုပြောလို့မရရင်တရိတ်ဆန်လို့ပြောတယ်စောက်ပြီးဘယ်ကောင်းမှမဆိုင်ဘူးဘယ်ပါတီအားလုံးပါတီအားလုံးလီးပါတီတွေချက်ပါတီတော့စာမကောင်းတဲ့ကောင်တွေလီးပဲထင်တယ်ငါလိုးမသားတွေပြည်သူကိုကြည့်ကိုမေကိုလိုးတွေ